တာသနာပြုခွင့်ရတာအမအခုလိုမျိုးရဟန်းအမဖြစ်ခွင့်ရတာဒါအမကလေးတွေကိုပြန်တော့မှကျေးဇူးတင်အောင်ပါသမီးကိုနာတော့တနေရနေမင်္ဂလာရှိတော်နေချက်တည်ရှိတော်နေကောင်းချီးဖြာဖြာပြည့်စုံပါတော်နေတိုင်အောင်တို့အခမ်းမင်းနေနှလုံးသားမှာပီတိများနေမင်္ဂလာရှိတော်နေဒီလိုမျိုးအမလှုပ်ဖို့အားခဲထားတာပေါ့နော်အဲ့အတွက်လည်းတို့လှုပ်မယ်ဆိုလို့ရှိရင်ဒီရှင်ပြုနာသားနဲ့ဒီဟာမျိုးလှုပ်ပေးမယ်ဆိုလို့ရှိရင်အမပတ်စံနေကြိုစုတယ်ပြီးတော့စိတ်ကိုယ်တွေအများကြီးရင်ခဲ့ဘူးလေဒီအကောင့်ထဲကိုတော့ဒါဆရာတော်ဖုံဖုံကြီးကနေပြီးတော့မှအမအကောင့်ထဲပေါ်ပေးလိုက်တယ်ပေါ့နော်အဖိုးဖွားတွေပီတိပြတဲ့နေ့အမိအဖတွေကြည်နူးကြတဲ့နေ့အလူတကာအလူမဝတ်တာမဆုံးတဲ့နေ့တော်သမီးတွေပျော်ရွှင်ကြတဲ့နေ့ဘယ်ချစ်လားချစ်တယ်တဲလုံးမလို့ကြောက်ပါကဲဝဲချစ်တယ်အော်ဘယ်ချစ်ကောင်းချီးဖြာဖြာပြည့်စုံပါတော့နေ့တိုင်အောင်တို့အခမ်းမဲ့နေ့နှလုံးသားမှာပီတိများနေ့မင်္ဂလာရှိတော်နေ့ဒီနေ့မှအဲ့လိုချက်သိမ်းနေအောင်ထားအမအစားပေါ့နော်ဒါအမဆိုရင်ဘယ်တော့မှပြောနေမလဲပေါ့လေအရန်ဝမ်းသာတာပေါ့ပြောပြတတ်အောင်ဘာလို့ဆိုနေပူတယ်ဒါပေမဲ့ရင်ထဲမှာအရန်အေးချမ်းနေရယ်ပြီးတော့ကလေးတွေလည်းပြိတ္တတွေကလည်းအများကြီးချစ်ပေးကြတယ်ဆိုတဲ့အခါကျတော့အရန်ပျော်တယ်အရန်ကိုပြီးဖြစ်နေပါတယ်ဟုတ်တာသမီးတွေကစိတ်ဝင်စားဖို့အများကြီးပဲအများကြီးရှိတယ်အဲ့ဒါဘယ်လိုပြောမလဲအမကသူတို့ကိုကျေးဇူးတင်ရမှာသူတို့ကြောင့်အမသာသနာပြုခွင့်ရတာအမအခုလိုမျိုးရဟန်းအမဖြစ်ခွင့်ရတာဒါအမကလေးတွေကိုပြန်တော့မှကျေးဇူးတင်ရအောင်ပါကျွန်တော်တက်ကဒါပထမဆုံးပဲအမကိုပြောတော့အမလိုက်ခဲ့လို့ရတဲ့တပိတ်လွယ်လို့ရတယ်ကျွန်တော်ဒီနေ့ခံစားချက်ကတော့ကျွန်တော်ကြည်နူးရပေါ့နော်ပြီးတော့အမကိုလည်းအားကြတယ်ပြီးတော့အမရဲ့သားသမီးတွေအရင်လိမ်ပါစီကဲအရင်ရှိတယ်အဲ့ဒါကိုတွေးခဲ့ရပြီလားအမကိုလေဒီနေ့ကြည့်ပြီးတော့အရန်ကိုလေပီတိဖြစ်တယ်တကယ်ကိုလေကလေးတွေကလည်းအရန်လိမ်မာတော့လေကြည့်ပြီးတော့အရန်လည်းပျော်တယ်ပြီးတော့အမကိုလည်းအရန်အားကြတယ်ဟုတ်ကျေးဇူးပါအမသားသမီးတွေဆိုလို့ရှိရင်သူတို့တွေကအချစ်ပေးကြတာပေါ့နော်အမသားသမီးတွေကလည်းသူတို့လည်းပြောပြတယ်အမတယောက်တည်းနေမဟုတ်ဘဲနဲ့သူတို့ချစ်တဲ့သူတွေကများတယ်လေအဲ့တော့လေးလေးမမနေဖို့စီကံရှိဖို့ဒါပေမဲ့အမကလေးတွေကခုလိုမျိုးပွဲထုတ်လိုက်ပြီဆိုရင်အရန်လိမ်မာတော့ကိုကကြည့်ပြီးတော့စိတ်မကောင်းလိမ်မာလုံးအားကြည့်လို့ပေါ့နော်ပြောတာပေါ့ညီမလေးရယ်ဘာလို့လဲဆိုတော့ဒီလိုမျိုးဖြစ်ဖို့ရအောင်အမကလေးတွေစမွေးကြတဲ့ကစိတ်ကူးရင်ကြည့်ရတာအခက်ချင်းချင်းခါခါပဲဒီလိုနေ့ကိုစောင့်နေတာဒီလိုနေ့ကိုအမလှုပ်ဖို့အားခဲထားတာပေါ့နော်အဲ့အတွက်လည်းတို့လှုပ်မယ်ဆိုလို့ရှိရင်ဒီရှင်ပြုနာသားနဲ့ဒီဟာမျိုးလှုပ်ပေးမယ်ဆိုလို့ရှိရင်အမပတ်စံနေကြိုစုတယ်ပြီးတော့စိတ်ကူးတွေအများကြီးရင်ခဲ့ဘူးလေဒီအကောင့်ထဲကိုတော့ဒါဆရာတော်ဖုံဖုံကြီးကနေပြီးတော့မှအမအကောင့်ထဲပေါ်ပေးလိုက်တယ်ပေါ့နော်ဒါပေမဲ့အမကဒီလိုအကောင့်ထဲကို၄နှစ်တစ်ချိန်၃နှစ်တစ်ချိန်အရင်တုန်းကမှနောက်ထပ်ကလေးတွေလည်းအများကြီးထပ်ရှင်ပြအောင်မှာဆိုတော့အမဒါရဟန်းအမပြေခဏခဏထပ်တလဲရနေမှာပေါ့ဟုတ်မနေ့ကတော့မှဗဇက်ကစီးလို့မရအခုပိုတော့ပြန်လို့စီးလို့မရတော့အစပဲရှိသေးတယ်ဟုတ်တယ်သူတို့မနဲ့ခရဲရလေသူတို့3နာရီခွဲလောက်တည်းကထားပြီးတော့သူတို့မိတ်ကလိမ့်ဝက်စားတွေဝစ်ဆိုတော့သူတို့ကပျော်နေကြတာသူတို့ကအဲ့လိုမျိုးပေါ့အဲ့လိုမျိုးအချိန်ကြီးကအမတို့ကပီတိဖြစ်ရတာလေပြီးတော့ကိုယ်တိုင်ပြင်ဆင်ပြီးတော့ကလေးတွေကိုအခုလိုမျိုးလူချားမှာဖျားလာပြတယ်ဆိုတဲ့အချိန်မှာလည်းတော့ပို့ပြီးတော့မန်းတက်တာပေါ့လားကိုကအမေပေါ့ငါကလေးတွေလိမ့်မှာပါတော့ကလေးတွေအများကြီးရဲ့အမေဆိုပြီးတော့စိတ်ထဲမှာအဲ့လိုမျိုးဖြစ်တယ်အမအမေခိုင်နှင်းဝေဆိုပြီးအကုန်လုံးဝိုင်းပြီးတော့ခေါ်ကြတယ်ပြီးတော့ကလေးတွေရတယ်လေအမေမျက်နှာကိုပဲကြည့်နေတာဆိုတော့လေအဲ့ဒါလေးကိုကြည့်ပြီးတော့လေအရန်ကိုပီတိဖြစ်တယ်ကိုကိုရိုင်းထားမွေးစားမေလို့ဟုတ်တယ်ဒီနေ့အတွက်ပြီးတော့အခုလိုမျိုးလေးပေါင်းဝင်ရတဲ့အတွက်မမကိုလည်းအများကြီးကျေးဇူးတင်ပါတယ်အမကလည်းကျေးဇူးကိုငင်းကိုရောညီမလေးရောမနဲ့အစောကြီးကလေးကလာဆောင်ပေးနေတာအခုလိုမျိုးအမရဲ့ကလေးတွေကိုရှင်ယူနာတာအလူတော်မင်္ဂလာမှာကိုကညာနဲ့လိုက်ပြီးတော့ကိုညီပေးတာကိုပဲအမတကယ်ကိုကျေးဇူးတင်ပါတယ်ဟုတ်မိဘတွေရာတွေမှာတာတယ်အရင်တော့ကျွန်တော်အလူလို့ပါလို့ပဲပေါ့နော်အမတခြားဒီကလေးတွေပြောကြပဲလောက်တာဒီခေါက်ကြကျွန်တော်ဒါကြုံလိုက်ရတဲ့ခါကျတော့ဒီခုနအပေါ်မှာရင်ထဲမှာအဲ့လိုချက်သိမ်းနေအောင်ထားအမအစားပေါ့နော်ဒါအမဆိုရင်ဘယ်တော့မှပြောနေမလဲပေါ့လေပြီးတော့အဲ့ဒီကလေးအားလုံးကလည်းအမရဲ့တုန်နေဆုံးမမှုအောင်မှာအရင်လိမ်မာကြတွေ့ရအောင်အရင်ပီတိဖြစ်တယ်အမစီလည်းကျွန်တော်မသိတဲ့အမပဲလို့မွေးစားပြီးပါလို့လိုက်တော့နေကင်းကြရင်တနားရီဆိုရင်ဒါသူတို့ဖိတ်သိမ့်မြောက်မယ်ပြီးတော့ဒါနဲ့ပြတာတော့ဒါသုံးနဲ့စင်လာရိုးရာရလုံမယ်ပြီးတဲ့ခါကျသင်ငန်းတောင်းတာတွေသူတို့မိဘကတော်ကန်းတွေပါအဲ့ချိန်ကျဘယ်လိုခံစားရမလဲမသိဘူးညရအဲ့ဒါကိုတွေးပြီးတော့လေအခုချိန်ဒီမှာတရေမှအိတ်မပြောဘူးအိတ်သားကြီးတယ်အိတ်မပြောရတယ်2နာရီလောက်ကျတော့တခါလေးချပြီးတော့ပြင်ဆင်တော့တာအဲ့ဒီချိန်ကျရင်ဘယ်လိုလာမလဲမသိခံစားချက်က